အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ productivity ဓမ္မတွေနဲ့ creator တွေစောင့်မျှော်နေကြတဲ့ Logitech ရဲ့နောက်ဆုံးထွက် MX Master 4ကို unboxing နဲ့ first impression လုပ်ပေးသွားမှာပါဒီကောင်ကရုံးလုပ်ငန်းလုပ်တဲ့သူတွေမကပဲနဲ့ကျွန်တော်တို့ video editor တွေ programmer တွေကြားမှာပါနာမည်ကြီးတဲ့ MX Master Series ရဲ့နောက်ဆုံး update ဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ဘူးလေးကိုဖွင့်ကြည့်လိုက်ကြရအောင်ဘူးထဲမှာတော့ပုံမှန်အတိုင်း mouse ရဲ့ပြီးတော့ဒီ Logipod Type C receiver အသစ်တစ်လုံးပါဝင်ပါတယ် mouse ကိုစကန်လိုက်တဲ့ပထမဆုံး feeling ကပို့ပြီးတော့ဒီ premium ဖြစ်လာတယ်လို့ခံစားရတယ်အနားသက်တွေနဲ့ grip ပိုင်းကိုအရင် version တွေထက်ပို့ပြီးတော့ ergonomic ဖြစ်အောင်ပြုပြင်ထားလို့လက်ထဲမှာလည်းကွက်တီပဲဒီရေရှည်သုံးမဲ့သူတွေအတွက်တော်တော်လေးအဆင်ပြေမယ်ပေါ့နော်သူရဲ့ဒီ detail space ကိုတစ်ချက်ကြည့်လိုက်ကြရအောင်ပထမဆုံးသိတာတဲ့ဒီ upgrade က sensor ပိုင်းမှာအခု MX Master 4မှာတော့ဒီ 8K DPI depth field sensor ကိုပို့ပြီးတော့ဒီအဆင့်မြင့်နေထားတယ်အဲဒါကြောင့်မို့လို့ကျွန်တော်တို့ဒီမှန်မျက်နှာပြင်ပေါ်မှာလည်းမကပဲနဲ့ဘယ်လိုမျိုး surface ပေါ်မှာမဆိုပို့ပြီးတော့တိတိကျကျနဲ့မြန်မြန်ဆန်ဆန်သုံးလာနိုင်ပါတယ် quick click နည်းပညာလည်းပါဝင်တဲ့အတွက် click နှိပ်တဲ့အတန်ကတူတူလေးပဲထွက်တော့တယ်ပေါ့နော်ညဘက်အလုပ်လုပ်ရတာကြိုက်တဲ့ creator တွေဒါမှမဟုတ်ရုံးခန်းထဲမှာတိတ်တိတ်ဆိတ်ဆိတ်နဲ့အာရုံစိုက်ပြီးတော့အလုပ်လုပ်ချင်တဲ့သူတွေအတွက်ကတော့ဒါကလုံးဝကွက်တီပဲသူ့ရဲ့ဒီ battery life ကလည်းတစ်ခါအားသွင်းထားရင်ရက်ပေါင်း80ကျော်အထိ AC တုံးလို့ရပြီးတော့10မိနစ်လောက်ဒီ fast chat သွင်းရုံနဲ့တယ်ပေါ့နော်3နာရီလောက်ပြန်သုံးနိုင်တာကသူ့ရဲ့ဒီအားသာချက်ပဲပေါ့နော်အခုဆက်ပြီးကျွန်တော်သဘောအကျဆုံး feature တွေအကြောင်းကိုပြောပြပါမယ် MX Master Series ရဲ့အသက်ဖြစ်တဲ့ဒီ Max Speed Electromagnetic Scroll Wheel ကဒီမှာလဲဒါကျွန်တော်ပါဝင်လာတယ်ပေါ့နော်ဒီကောင်ကတစ်စက္ကန့်ကို scroll တစ်ခါဆွဲလိုက်တာနဲ့စာကြောင်းရေလိုင်းပေါင်း1000အထိကိုမြန်မြန်ဆန်ဆန်နဲ့ scroll ဆွဲနိုင်တာက Logitech ရဲ့တကယ်ကိုမိုက်တဲ့အချက်ပါနောက်တစ်ခုကဘေးနားမှာပါတဲ့ Tab Wheel ပါဒါက creator တွေအတွက်တကယ်လက်နက်ကောင်းတစ်ခုပါပဲ Premiere Pro ဒါမှမဟုတ်ကျွန်တော်တို့ DaVinci Resolve လို့ software တွေသုံးတဲ့အခါမှာ timeline ကိုဘယ်ညာ horizontal scroll လုပ်ပြီးတော့အလုပ်လုပ်လို့ရဖြစ်တဲ့အတွက်အများကြီးအထောက်အကူပြုပါတယ်ကုတ်တွေအခြေကြီးဖက်ရတဲ့ကျွန်တော်တို့လို programmer တွေအတွက်လည်း horizontal scroll ကလုံးဝ share ပဲကဲဒါဆိုရင်ဒီ mouse က creator တွေနဲ့ productivity ဓမ္မတွေအတွက်ဘာကြောင့်အဆင်ပြေဆုံးလဲအဓိကအချက်ကတော့ customization ဘိုင်းပါပဲ Logi Option Plus software ကိုသုံးပြီးတော့သူ့မှာပါတဲ့ cloud တွေကိုကိုသုံးမဲ့ app တစ်ခုချင်းစီအလိုက် shortcut တွေကိုစိတ်ကြိုက်သတ်မှတ်ထားလို့ရပါတယ်ဥပမာကျွန်တော်တို့ Photoshop သုံးမယ်ဆိုလို့ရှိရင် brush size ကြီးတာသေးတာလုပ်မလား browser မှာဆိုလို့ရှိရင် tab တွေကိုအပြောင်းလဲလုပ်မလားအားလုံးကို mouse ပေါ်ကနေတင်ပြီးမြောက်အောင်လုပ်နိုင်ပါတယ်နောက်ပြီး multi device connectivity ရကွန်ပျူတာ3လုံးထိတပြိုင်နက်ချိတ်ဆက်ထားနိုင်ပြီးတော့ Logitech Flow နည်းပညာနဲ့ဆက်တစ်လုံးကနေတစ်လုံးကို file တွေစာသားတွေကိုအလွယ်တကူ copy paste လုပ်ပြီးတော့ကူးနိုင်ပါသေးတယ်ဒါက OS မတူတဲ့ laptop နဲ့ desktop ကိုတွဲသုံးနေတဲ့သူတွေအတွက် workflow ကိုအမြန်အားကြီးမြန်ဆန်စေပါတယ်ကျွန်တော်ရဲ့ first impression အနေနဲ့ပြောရမယ်ဆိုရင်ဒီ Logitech MX Master 4ကအရင် version တွေထွက်ဒီ grip ပိုင်းမှာပို့ပြီးတော့ကောင်းဝင်လာတယ်စန်ဆာအသစ်ရဲ့တိကျမှုနဲ့ cloud တွေကစိတ်ကြိုက်ပြင်ဆင်နိုင်စွမ်းတွေကြောင့်ဒီ productivity ကိုအမြင့်ဆုံးထိတွန်းပေးနိုင်မယ်အရာတစ်ခုလို့ပြောရမှာပါအလုပ်လုပ်တဲ့အခါမှာ workflow မြန်မြန်ဆန်ဆန်နဲ့အချိန်ကိုတက်တာခြင်းနဲ့ဆိုရင်တော့ဒီကောင်လေးကရင်းနှီးမြှုပ်နှံရတာတန်တဲ့အထက်မှာပါဝင်ပါတယ်တကယ်ချင်းလို့ရောဒီ MX Master 4 mouse အသစ်ပေါ်ဘယ်လိုမြင်လဲအောက်က comment မှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ခင်ဗျာနောက်ထပ် review ဗီဒီယိုတွေမှာပြန်လည်တွေ့ကြပါမယ်အားလုံးပဲတာယာတော်နေလေးဖြစ်ပါစေ